ချင်းတန်ကိုဘာလို့နဲ့အောင်မာကြရလဲဘာကြောင့်လဲဘာလို့လဲအနက်ရောင်ကအခြားရောင်တွေထက်အပူစောပိုကောင်းတာကြောင့်အင်ကြီးအနက်ရောင်ဝီပြီးနေပူလက်သွားရင်ပူပူနေတတ်တာမျိုးပေါ့ချင်းအောင်နဲ့ရောင်ကလည်းခန္ဓာကိုယ်ရဲ့အပူတွေကိုစုပ်ယူပေးရလို့ခံစားရသည်မှာပဲဖြစ်ပါတယ်နောက်ပြီးအမောင်တက်ကိုပို့ပြီးပေးဆောင်နိုင်ရရှိပါတယ်အခြားရောင်တွေထက်အလင်းပုံမိန်ပြီးပိုမောင်စရာအကြောင်းအိရခက်ခဲတဲ့သူတွေပို့ပြီးအထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်ဒါကသူ့ရဲ့အားတချက်လေးပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းသူ့ရဲ့အားနည်းချက်လေးရှိနေပါသေးတယ်အနက်ရောင်ဆိုချင်းတအားကက်တာရဲ့ချင်းဝင်လို့ချင်းရှာရမမြင်ရရပါပဲပြီးတော့အိမ်ရငွေချေမရပဲငွေကြိုလဲရပါတယ်သူ့ရဲ့ရွယ်လေးကတော့သုံးမိုးပြည့်ချင်အောင်ပဲဖြစ်ပါတယ်ဘယ်ကနေညာဒီအကျယ်၈ပေခွဲရှိပြီးမိသားစုလေးရောက်ကောင်းကောင်းအိတ်ဆက်လို့ရမယ့်အရွယ်ကြီးပဲဖြစ်ပါတယ်အသုံးပြုပေးထားတဲ့ဇာတာကလည်းမြန်မာပြည်ဈေးကွက်မှာအကောင်းဆုံးဖြစ်တဲ့ဂျပန်ဇာပြောင်းအသားအီရဲ့ကျစ်တဲ့လေဝင်ထက်အရန်ကောင်းတဲ့ဂျပန်ဇာပြောင်းအသုံးပြုပေးထားတာပဲဖြစ်ပါတယ်အပေါ်မိုးနဲ့အောင်လာတွေမှာသုံးပေးထားတဲ့ပိတာကလည်းအလွန်ကြမ်းခံပြီးရေလျှော်လိုက်လို့ရှိရင်မကွဲမပြဲမရွေ့အယောင်မကျွတ်တဲ့တကိုက်နဲ့တထုံချီသားတွေကိုအသုံးပြုပေးထားတာပဲဖြစ်ပါတယ်လက်ရာက1982ခုနှစ်ကတိုင်အော်ရာကျုပ်လက်ရာပြည့်ဖြစ်တာကြောင့်အလွန်လှပတည်သက်ပြီးချုပ်ရုပ်ချုပ်သားခိုင်ခံ့ပါတယ်ဒီချင်အောင်လေးရဲ့ဈေးနှုန်းကတော့326,500ကျပ်ပဲဖြစ်ပါတယ်ဆက်သွယ်မာဂီလိုပါက399258 300 39 9858 608တို့ကိုဖုန်းဆက်ရေးဖြစ်စေဗိုက်ဘာကစာဖို့ရေးဖြစ်စေဆက်သွယ်မာယူနိုင်တယ်လို့ Facebook Messenger နဲ့ TikTok CV တို့မှာလည်းသိလို့ရမင်းမြန်ဝယ်ယူနိုင်ပါတယ်